ကျွန်တော်တို့လကဘာကြီးကဘလို့ဖြစ်ပေါ်လာတာလဲအကယ်၍လကဘာတာမရှိတော့ရင်ကျွန်တော်တို့ကဘာပေါ်မှာဘာတွေဖြစ်သွားနိုင်လဲအားလုံးမင်္ဂလာပါကျွန်တော်စီချမ်းပါကျွန်တော်တို့ဒီနေ့ညတိုင်းတွေ့နေမြင်နေရတဲ့လကဘာအကြောင်းလေးပြောကြရအောင်လကဘာပေါ်ထွက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးယူဆချက်တွေအမျိုးမျိုးရှိကြတယ်အဲ့ဒီထဲမှာနာမည်ကြီးတဲ့ယူဆချက်တွေဖြစ်တဲ့ fission theory capture theory homology theory နဲ့ giant impact hypothesis ဆိုတဲ့အဓိကယူဆချက်ကြီး၄ခုရှိတယ်အဲ့ဒီထဲမှာနာမည်အကြီးဆုံးနဲ့ထောက်ခံမှုအများဆုံးယူဆချက်ကတော့ giant impact hypothesis လို့ခေါ်တဲ့အကြီးကျယ်ဆုံးထိခိုက်မှု theory ပဲဖြစ်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း 4.5 ဘီလီယံလောက်ကကမ္ဘာဂြိုဟ်ပေါ်ထွန်းခဲ့တာဖြစ်ပြီးဒီလိုပေါ်ထွန်းပြီးတိတ်မကြခင်မှာကမ္ဘာဂြိုဟ်ကို mass ဂြိုဟ်အရွယ်အစားရှိတဲ့တီယာဆိုတဲ့ဂြိုဟ်တစ်လုံးဝင်တိုက်မိရာကနေလဖြစ်ပေါ်လာတာဖြစ်တယ်လို့ယုံကြည်ကြတဲ့ယူဆချက်ပဲဖြစ်တယ်ဒီလိုဝင်တိုက်ခဲ့တဲ့တီယာဆိုတဲ့ဂြိုဟ်ပေါ်မှာလည်းရေတွေပါလာတာကြောင့်ကမ္ဘာပေါ်မှာပင်လယ်တွေဖြစ်ပေါ်လာရပြီးဒီပင်လယ်တွေကြောင့်လည်းကျွန်တော်တို့ကမ္ဘာပေါ်မှာတက်ရှိမျိုးရိုးတွေဖြစ်ပေါ်လာရတယ်လို့ယူဆကြတာပဲဖြစ်တယ်လကကျွန်တော်တို့ကမ္ဘာဂြိုဟ်ရဲ့တဘာဝအတိုင်းဖြစ်ပေါ်လာတဲ့အရန်ဂြိုဟ်တစ်လုံးဖြစ်ပြီးသူ့ရဲ့အချင်းကကျွန်တော်တို့ကမ္ဘာဂြိုဟ်ရဲ့၄ပုံတစ်ပုံလောက်တာရှိတယ်ကမ္ဘာကို80ပုံပုံလိုက်ရင်လရဲ့ဒုတွေကတပုံလောက်တာရှိပြီးသူ့ရဲ့ဆွဲငင်အားကလည်းကျွန်တော်တို့ကမ္ဘာဂြိုဟ်ရဲ့ဆွဲငင်အားထက်6ဆလောက်နှဲပါနေတယ်လကမ္ဘာနဲ့ကျွန်တော်တို့ကမ္ဘာကမိုင်ပေါင်း2,400,000နီးပါးလောက်ဝေးကွာနေကြပြီးကိုယ်ပိုင်အလင်းရောင်ထုတ်လွှတ်နိုင်ခြင်းမရှိတဲ့အတွက်နေရဲ့အလင်းရောင်ကိုရောင်ပြန်ဟပ်နေရတဲ့ဂြိုဟ်တစ်လုံးဖြစ်ပြီးလကိုကျွန်တော်တို့ကမ္ဘာအကျင့်အဖြူရောင်ဖြစ်နေမှာပဲဖြစ်တယ်လပေါ်မှာညရောက်တဲ့အခါမှောင်မဲနေပြီး3 ဒီဂရီအောက်200ကနေ400အထိရောက်အောင်အေးခဲနေမှာဖြစ်တယ်လို့နေခင်ဘက်ရောက်တဲ့အခါမှာလဲရေစုလောက်အောင်အထိပူချက်နေမှာပဲဖြစ်တယ်ကဘာနဲ့နေကြားကိုလကွက်တိရောက်တော့တာကိုနေကျက်ခြင်းလို့ခေါ်ပြီးနေနဲ့လကြားကိုကဘာကွက်တိရောက်တော့တာကိုလကျက်ခြင်းလို့ခေါ်တယ်လကဘာရဲ့ကောင်းကင်ကနေခင်ဘက်တွေမှာလဲအမဲရောင်ကြီးဖြစ်နေမှာပဲဖြစ်တယ်ကျွန်တော်တို့ကဘာကြီးရဲ့ကောင်းကင်ကနေခင်ဘက်တွေမှာအပြာရောင်ကြီးလင်းနေရတယ်ဆိုတာနေရလာတဲ့ခရမ်းလွန်ရောင်ကြီးတွေနဲ့တခြားရောင်ကြီးတွေကကဘာလေထုကိုဖျက်တမ်းတဲ့အခါဒီလေထုတွေကမော်လီကျူးလေးတွေနဲ့ပုတ်တိုက်မှုဖြစ်ကြပြီးအနီအစိမ်းနဲ့အပြာရောင်တွေဖြစ်ပေါ်လာရတာပဲဖြစ်တယ်လကဘာရဲ့မျက်နှာပြင်ပေါ်ကဂျိုင်းခွက်တွေကိုကြည့်မယ်ဆိုရင်လကကျွန်တော်တို့ကဘာပေါ်ကိုကြားရောက်လာမဲ့ဥက္ကာခဲတွေကိုသူ့ရဲ့ဆွဲငင်အားနဲ့ကာကွယ်ပေးနေတာဖြစ်ပြီးလကဘာပေါ်မှာလေထုမရှိတာကြောင့်အဲ့ဒီဥက္ကာခဲတွေကလကဘာပေါ်ကိုဓာတ်ရိုက်ကြောက်ကြပြီးပောက်ကွဲကြမှာပဲဖြစ်တယ်ဒီလိုပောက်ကွဲမှုတွေကြောင့်လကဘာပေါ်မှာကျွင်းတီးတီးလေးတာမကပဲမိုင်100လောက်ကျယ်ပြီးမိုင်50လောက်နှက်တဲ့ကျွင်းကြီးတွေရှိနေရတာပဲဖြစ်တယ်နောက်ပြီးလကဘာပေါ်မှာတခုခုပောက်ကွဲခဲ့ရင်လဲလေဟာနယ်ဖြစ်နေတာကြောင့်အတန်တွေမဖြစ်ပေါ်နိုင်ကြဘူးလပေါ်မှာမြစ်ချောင်းနဲ့တရံတူတဲ့အစင်းချောင်းတွေလည်းတွေ့မြင်ရတာကြောင့်ဒီအစင်းချောင်းတွေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကရေတွေစီးဆင်းခဲ့မှုတဲ့မြစ်ရိုးတွေဖြစ်နိုင်တယ်လို့ယူဆကြတယ်ကဘာကြီးကနေကိုနေပတ်လန်းချောင်းတိုင်းပတ်နေတယ်လို့လကလည်းကဘာကြီးကိုလက်ပတ်လန်းချောင်းတိုင်းပတ်နေတာပဲဖြစ်တယ်လကသူ့ဝင်ရိုးပေါ်မှာတပတ်ပြည့်ဖို့လှည့်ရတဲ့အချိန်က29ရက်ကြာပြီးကျွန်တော်တို့ကဘာကိုတပတ်ပြည့်ဖို့ပတ်ရတဲ့အချိန်က29ရက်ထိကြာမှာပဲဖြစ်တယ်အတိအကျပြောရရင်တော့29ရက်12နာရီ44မိနစ်ကြာမှာပဲဖြစ်တယ်လကတစ်နှစ်ကိုတလက်မခွဲနှုန်းနဲ့ကျွန်တော်တို့ကဘာရဲ့ဝေးရကိုထွက်ပြေးနေတာနှစ်တန်ပေါင်း3000လောက်ကြာခဲ့ပြီဖြစ်ပြီးနောက်နှစ်တန်ပေါင်း9000လောက်ကျော်သွားရင်ကျွန်တော်တို့ကဘာနဲ့အဝေးဆုံးနေအောင်ရောက်သွားမှာပဲဖြစ်တယ်အဲ့ဒီအဝေးဆုံးနေအောင်ရောက်သွားရင်လကကျွန်တော်တို့ကဘာပေါ်ကိုပြန်ပြုတ်ကျလာပြီးလကြောင့်ကဘာပြည့်ရမှာဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကတွက်ချက်ထားကြတယ်ဒါဆိုလကဘာတာမရှိတော့ရင်ကျွန်တော်တို့ကဘာပေါ်မှာဘာတွေဖြစ်လာနိုင်လဲနံပါတ်1အနေနဲ့ကတော့ကျွန်တော်တို့ကဘာပေါ်ကဒီအသက်ကြတွေပြောင်းလဲလာမှာပဲဖြစ်တယ်လကဘာနဲ့ကျွန်တော်တို့ကဘာကအချင်းချင်းဆွဲငင်နေကြတာဖြစ်ပြီးလရဲ့ဆွဲငင်အားကလှုပ်ရှားလွယ်ပြီးတိတ်ဒီစနေတဲ့ပင်လယ်ရေတွေကို12နာရီနဲ့25မိနစ်ခြားတစ်ချိန်ဆွဲငင်နေတာပဲဖြစ်တယ်ဒီလိုဆွဲငင်လိုက်တဲ့အချိန်မှာပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတာကိုဒီရေတက်ချင်းလို့ခေါ်ကြတာပဲဖြစ်တယ်ဒီလိုဒီအသက်အကျတွေဖြစ်ရတာကလဆွဲငင်အားတစ်ခုတည်းကြောင့်မဟုတ်ပဲနေရဲ့ဆွဲငင်အားကြောင့်လည်းဖြစ်ပေါ်နေရတာဖြစ်တယ်ဒါပေမဲ့ဒီအသက်ကြပေါ်မှာလရဲ့အကျိုးသက်ရောက်မှုက3ပုံ2ပုံလောက်ရှိမယ်ဆိုရင်နေရဲ့အကျိုးသက်ရောက်မှုက3ပုံ1ပုံပဲရှိမှာဖြစ်တယ်နောက်ပြီးကျွန်တော်တို့ကဘာပေါ်ကဂေယစနစ်တွေကိုလည်းနေနဲ့လကအတူဖန်တီးကြတာဖြစ်ပြီးကဘာပေါ်ကိုနေထက်လကအကျိုးသက်ရောက်မှုတွေပိုများနေတယ်နံပါတ်2အနေနဲ့ကတော့ကဘာလေဘက်နှုံးတွေပြောင်းလဲလာမှာပဲဖြစ်တယ်လကကဘာလေဘက်နှုံးတွေကိုနှေးနေအောင်ဒီအသက်ကြနဲ့ထိန်းထားတာဖြစ်ပြီးအကယ်လို့လမရှိတော့ဘူးဆိုရင်နေရဲ့ဆွဲငင်အားတစ်ခုတည်းကြောင့်ဒီအသက်ကြတွေအားနည်းလာမှာပဲဖြစ်တယ်ကဘာလေဘက်နှုံးကလည်းတရက်ကို24နာရီကနေ8နာရီအထိမြန်လာမှာဖြစ်တယ်လို့သိပ္ပံပညာရှင်တွေကယူဆကြတယ်ဒီလိုဆိုတရက်ကို8နာရီပဲရှိတော့မဲ့ကျွန်တော်တို့ကဘာပေါ်မှာဘာတွေဖြစ်လာနိုင်မလဲဒီလိုလေဘက်နှုံးတွေမြန်လာရင်နံပါတ်3အနေနဲ့ပြောင်းလဲလာမှာကတော့ကဘာလေတိုက်နှုံးတွေပဲဖြစ်တယ်ကဘာပေါ်ကအပူချိန်ကွာခြားမှုကြောင့်ရှေ့နောက်တောင်မြောက်ကတိုက်တဲ့လေတွေဖြစ်ပေါ်နေရတာဖြစ်ပြီးကဘာလေဘက်နှုံးကအခုတည်း3ဆဖြစ်လာမယ်ဆိုရင်တစ်စက္ကန့်ကိုမီတာ80ကနေ90အထိဥတီချက်တစ်ဖက်တည်းကိုပဲတိုက်နေတဲ့လေတစ်မျိုးပဲရှိတော့မှာဖြစ်တယ်ဒီလိုတိုက်နှုံးပြင်းတဲ့လေတွေကစက်တိုက်နေမယ်ဆိုရင်နံပါတ်4အနေနဲ့ပြောင်းလဲလာမှာကတော့ပင်လယ်တွေသမုဒ္ဒရာတွေပဲဖြစ်တယ်လားမရှိတော့တာကြောင့်ဒီအသက်ကြတွေအားနည်းလာတယ်ဆိုပေမဲ့ဒီတိုက်အားပြင်းတဲ့လေတွေကြောင့်ပင်လယ်တွေနဲ့သမုဒ္ဒရာတွေပေါ်မှာလှိုင်းလုံးကြီးတွေပဲအ
အမြဲတမ်းဖြစ်ပေါ်နေမှာပဲဖြစ်တယ်ဒီလိုတိုက်နှုံပြင်းတဲ့လေတွေကြောင့်နံပါတ်9အနေနဲ့ကတော့တစ်ပင်ပန်းပင်တွေနဲ့တောင်တန်းတောင်ကုန်းတွေအကုန်လုံးတိုက်စားခံရပြီးလွင်ပြင်တွေဖြစ်ကုန်ကြမှာပဲဖြစ်တယ်လမရှိတော့ရင်နံပါတ်6အနေနဲ့ပြောင်းလဲလာမှာတွေကတော့ယာဒီဥတုတွေဖောက်ပြန်လာမှာပဲဖြစ်တယ်ကျွန်တော်တို့ကဘာကလဆွဲအားကြောင့်23.44ဒီဂရီတိမ်ဆောင်းနေတဲ့ဝင်ရိုးပေါ်မှာတည်ငြိမ်အောင်လေဘက်နေနိုင်တာဖြစ်ပြီးအကယ်လို့လမရှိတော့ရင်ကျွန်တော်တို့ကဘာကရမ်းခါလာမှာပဲဖြစ်တယ်တရက်ထဲမှာတင်ယာဒီဥတုအမျိုးမျိုးပြောင်းလဲနိုင်တာကြောင့်တစ်ပင်ပန်းပင်အများစုကမျိုးတုံးသွားကြမှာပဲဖြစ်တယ်နံပါတ်9အနေနဲ့ပြောင်းလဲလာမှာကတော့တန်လိုက်ဆွဲအားတွေပဲဖြစ်တယ်ကမ္ဘာလေဘက်နှုန်းကအခုတက်3ဆလောက်ပူမြင်လာတာကြောင့်တန်လိုက်ဆွဲအားတွေကလည်းအခုတက်3ဆလောက်ပူအားပြင်းလာမှာပဲဖြစ်တယ်ဒီလိုတန်လိုက်ဆွဲအားတွေပူအားကောင်းလာရင် Northern Light လို့ခေါ်တဲ့ဥဒ္ဒရအလင်းတန်းတွေပျောက်ကွယ်သွားမှာပဲဖြစ်တယ်ဥဒ္ဒရအလင်းတန်းဆိုတာနေကနေထုတ်လွှင့်လိုက်တဲ့ဆူလာဝင်းလို့ခေါ်တဲ့လျှက်စစ်ဓာတ်ဆောင်အမုံလေးတွေကတောင်ဝင်ရိုးစွန်းနဲ့မြောက်ဝင်ရိုးစွန်းကတန်လိုက်ဆွဲအားနေတဲ့လေထုလွှာတွေကမော်လီကျူလေးတွေနဲ့ပွတ်တက်မိရာကနေဖြစ်ပေါ်လာတဲ့အလင်းတန်းတွေပဲဖြစ်တယ်နံပါတ်10အနေနဲ့ပြောင်းလဲလာမှာကတော့ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်က biology clock လို့ခေါ်တဲ့ဇီဝနာရီတွေပဲဖြစ်တယ်ကျွန်တော်တို့ကမ္ဘာပေါ်ကတက်ရှိတွေအကုန်လုံးမှာခန္ဓာကိုယ်ကသတ်မှတ်ထားတဲ့ circadian rhythm လို့ခေါ်တဲ့နာရီတွေရှိကြပြီးကျွန်တော်တို့ခန္ဓာကိုယ်ထဲကအတွင်းကလေးစာတွေကိုဘယ်အချိန်မှာဘာလို့တင်လဲဆိုတာဆုံးဖြတ်ပေးတာဒီဇီဝနာရီပဲဖြစ်တယ်တိပ္ပံပညာရှင်တွေကလူသားတွေပြောင်းရွှေ့ဖို့တခြားဂျိုတွေကိုလိုက်ရှာကြည့်ကြတဲ့အခါတရက်ကို24နာရီကနေ28နာရီကြားမှာရှိတဲ့ဂျိုတွေကိုဦးစားပေးရှာကြတာပဲဖြစ်တယ်မတ်ဂျိုကတရက်ကို24နာရီနဲ့39မိနစ်ဖြစ်တာကြောင့်ကျွန်တော်တို့လူသားတွေပြောင်းရွှေ့ဖို့ရွေးချယ်ထားတဲ့ဂျိုတွေထဲကတစ်လုံးလည်းဖြစ်တယ်ဒီလိုတန်လိုက်ဆွဲရတဲ့အားကောင်းလာရင်နံပါတ်9အနေနဲ့ပြောင်းလဲလာမှာကတော့ကျွန်တော်တို့တက်ရှိတွေပဲဖြစ်တယ်တန်လိုက်ဆွဲရတွေကအားကောင်းလာပြီးအခုတက်3ဆလောက်ဖြစ်လာတာကြောင့်ကျွန်တော်တို့တက်ရှိခန္ဓာကိုယ်တွေကတန်ဓာတ်တွေနဲ့ဒီကဘာပေါ်ကတန်လိုက်ဓာတ်တွေကဆွဲငင်မှုတွေတုံ့ပြန်မှုတွေဖြစ်လာကြပြီးကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာတွေကလည်းပြောင်းလဲမှုတွေဖြစ်ပေါ်လာမှာပဲဖြစ်တယ်တိပ္ပံပညာရှင်တွေရဲ့ပြောဆိုချက်အရတန်လိုက်ဆွဲရတွေအားကောင်းလာပြီးအောက်ဆီဂျင် percentage တွေမြင့်တက်လာမှုကြောင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကဒီဓာတ်ပိုတန်မာလာကြပြီးကြွက်သားတွေကလည်းဒီဓာတ်ပိုပြီးဖွံ့ဖြိုးလာကြမှာပဲဖြစ်တယ်အဲ့ဒီအချိန်ထိလူသားတွေကအသက်ဆက်ရှင်နေအောင်မယ်ဆိုရင်လင်ဇာလို့ခေါ်တဲ့ဒီထက်အဆင့်မြင့်တဲ့သတ္တဝါတွေအဖြစ်ပြောင်းလဲသွားနိုင်မှရမယ်လို့သိပ္ပံပညာရှင်တွေကယူဆကြတယ်1958တုန်းကအမေရိကန်နဲ့ဆိုဗီယက်တို့ကအာကာသထဲမှာအနုမြူဘုံပေါက်ကွဲရင်းဘယ်လိုဖြစ်လိမ့်မလဲဆိုပြီးလကဘာပေါ်မှာစမ်းသပ်ကြဖို့ကြိုးစားကြည့်ကြသေးတယ်ဒါပေမဲ့ဒီလိုဖောက်ခွဲမှုမစခင်မှာလကဘာကိုအရင်လှည့်လာကြည့်အောင်မယ်ဆိုတဲ့အပိုလိုအစီအစဉ်ကိုပြောင်းခဲ့ကြတာကြောင့်ဆိုဗီယက်တွေနဲ့အမေရိကန်တွေကလကဘာပေါ်ကိုလှည့်လာရေးယင်းတွေဘယ်သူအရင်ဆုံးလွှင့်တင်နိုင်မလဲဆိုပြီးအားပြန်ခဲ့ကြတယ်1959စက်တင်ဘာလ12ရက်နေ့မှာဆိုဗီယက်တွေကလမျက်နှာပြင်လှည့်လာရေးခြင်းလူနာ2ကိုလကဘာပေါ်လွှင့်တင်နိုင်ခဲ့တဲ့ပထမဆုံးနိုင်ငံပဲဖြစ်တယ်1969ဇွန်လ20မှာအမေရိကန်တွေက Apollo 11အာကာသယာဉ်ကိုလကဘာပေါ်လွှင့်တင်နိုင်ခဲ့ပြီးအာကာသယာဉ်မှူး Neil Armstrong နဲ့ Buzz Aldrin တို့ကလူနာမာဂျူ Eagle LM5 လို့ခေါ်တဲ့လဆင်းယာဉ်နဲ့လကဘာပေါ်ကိုပထမဆုံးခြေချနိုင်ခဲ့တဲ့လူသားတွေပဲဖြစ်တယ်နောက်ပြီးသူတို့ရဲ့လဆင်းယာဉ်ဆင်းသက်ခဲ့တဲ့မနီးမဝေးနေရာလောက်မှာလဲအမေရိကန်ပြည်ထောင်စုအလံကိုစိုက်တူခဲ့ကြပြီးဒါဟာလူတစ်ယောက်အတွက်ခြေလမ်းငယ်တစ်ခုဒါမှမဟုတ်လူသားမျိုးနွယ်စုအတွက်ကြီးမားတဲ့ခုံလွှမ်းမှုတစ်ခုဆိုတဲ့ခေါင်းစဉ်နဲ့တကမ္ဘာလုံးဆိုင်ရာရုပ်မြင်သံကြားကနေဓာတ်ရိုက်ထုတ်လွှင့်ခဲ့ကြတယ်ဒါပေမဲ့ဒီကိစ္စကိုလူတချို့ကသူတို့ကလကဘာပေါ်ကိုအမှန်တကယ်ရောက်ခဲ့ကြတာမဟုတ်ပဲရုပ်မြင်သံကြားဗီဒီယိုတွေနဲ့ဓာတ်ပုံတွေကကဘာပေါ်ကစတူဒီယိုထဲမှာရိုက်ကူးခဲ့ကြတာဖြစ်ပြီးလကဘာပေါ်ကယူဆောင်လာခဲ့တဲ့ကြောက်တုံးကြောက်ခဲတွေကလည်းကဘာပေါ်ကကြောက်တုံးကြောက်ခဲတွေတာဖြစ်တယ်ဆိုတဲ့ယူဆချက်နဲ့အငင်းပွားခဲ့ရတာကြောင့် NASA အတွက်တက်တည်တွေနဲ့အတူအကြီးကျယ်ဖြည့်ရှင်းခဲ့ရတဲ့ကိစ္စတစ်ခုလည်းဖြစ်ခဲ့ရတယ်။ဒါနဲ့နောက်ပိုင်းမှာ Apollo 12, Apollo 15နဲ့ Apollo 19တို့ကလကဘာပေါ်ကိုတစည်းပြီးတစည်းဆင်းသက်ခဲ့ကြပြီး2004ခုနှစ်မှာဂျပန်၊တရုတ်၊အိန္ဒိယနဲ့အမေရိကန်တွေကလပတ်ပတ်လည်ကိုဂျိုတုတွေလွှင့်တင်ခဲ့ကြပြီးလကဘာအကြောင်းကိုတေချာလေ့လာခဲ့တာကြောင့်ကျွန်တော်တို့ကအခုလိုနှံ့နှံ့ဆက်ဆက်သိကြရတာပဲဖြစ်တယ်။လကဘာအကြောင်းကိုနိုင်ငံတကာကထပ်ပြီးလေ့လာနေသေးတာကြောင့်နောက်ထပ်အကြောင်းတွေကိုနောက်ဗီဒီယိုရောက်မှပြောမယ်လို့ပြောရင်ကျွန်တော်တို့ဇက်လန်လေးကိုဒီမှာပဲအဆုံးသတ်ပြရစီကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောရင်ကျွန်တော်တို့နောက်ဗီဒီယိုရောက်မှထပ်တွေ့ကြတာပေါ့